Hey everyone, it's Tengi. ဒီ channel ကိုကြည့်ရှုနေကြတဲ့ကျမရဲ့ပရိသတ်ကြီးကိုကျမရဲ့အကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။ကျမကမြန်မာပြည်ကနေ2011မှာဂျပန်အစိုးရကပေးတဲ့ Max Scholarship Program နဲ့ MBA ကိုတက်ရောက်ခွင့်ရခဲ့ပါတယ်။နောက်ပြီးတော့2014မှာKorea government ကပေးတဲ့ KGSP Scholarship နဲ့ PhD in Business ကိုလည်းတက်ရောက်ခွင့်ရရှိခဲ့ပါတယ်။အဲ့ဒီထဲမှာကျမရဲ့ဘဝအတွက်ပျော်စရာကောင်းတဲ့အကြောင်းတွေကပါလဲဆိုတော့ကျမအမျိုးသားနဲ့ကိုရီးယားမှာတွေ့ရှိခဲ့ပါတယ်အဲ့ဒီနောက်မှာကျမတို့ Australia Sydney ကိုပြောင်းရွှေ့လာပြီးတော့မှကျမက UNSW University of New South Wales မှာ Teaching Support Officer အနေနဲ့နောက်ပြီးတော့ဒီ University ကျောင်းသားတွေကိုစာသင်ကြားပေးတဲ့ဆရာတစ်ယောက်အနေနဲ့အလုပ်လုပ်ခဲ့ပါတယ်။ UNSW မှာကျမသင်ကြားပေးတဲ့ဘာသာရပ်တွေက Accounting, Finance, Marketing နဲ့ Cyber Security Management ဘာသာရပ်တွေဖြစ်ပါတယ်။ကိုရီးယားမှာလည်း PhD လုပ်ရင်းနဲ့မှာ Suncheon National University မှာ Logistics နဲ့ International Supply Chain Management ဘာသာရပ်တွေကိုကျောင်းသားတွေကိုသင်ကြားပေးခဲ့ပါတယ်။ဒါကြောင့်ဂျပန်၊ကိုရီးယား၊ဩစတြေးလျတို့ရဲ့ Higher Education Industry မှာ10နှစ်ကျော်ကြာအတွေ့အကြုံရှိခဲ့ပါတယ်။အခုတော့ American နိုင်ငံ Washington State မှာနေထိုင်နေပါတယ်။ကျမရဲ့အခုအတွေ့အကြုံတွေကိုသုံးပြီးတော့မှမြန်မာကျောင်းသားတွေ scholarship လျှောက်ဖို့နဲ့ဒီ study abroad လုပ်ချင်သူတွေအတွက် mentorship ပေးနေပါတယ်။နိုင်ငံခြားသွားပြီးတော့မှပညာသင်ခြင်းနဲ့ဆန္ဒရှိရဆိုလို့ရှိရင်ကျမရဲ့ channel ကို follow လုပ်ထားလိုက်နော်အောင်မြင်ဖို့လိုအပ်တဲ့နည်းလမ်းတွေကိုမျှဝေပေးသွားပါမယ်အိမ်မက်တွေကိုအကောင့်ထဲပေါ်ကြရအောင်